Hello အားလုံးပဲမင်္ဂလာပါရှင် Say နဲ့ tell ကိုဘယ်နေရာမှာသုံးလဲဆိုတာကိုသိကြလားမသိရင်တော့ဒီဗီဒီယိုလေးကိုဆက်ပြီးတော့ကြည့်တော့လိုက်တော့နော်ဒါဆိုရင် say လေးနဲ့စလိုက်ကြရအောင် say ကိုကကြတော့တခုခုကိုပြောချင်တဲ့အခါမျိုးမှာသုံးတယ်ပြီးတော့ say ကမိပြောချင်တဲ့အရာကိုပဲဦးတည်ပြီးတော့ listener ကို share ကို focus ထားလေးမရှိပါဘူးဒါကြောင့်မို့လို့ say ရဲ့နောက်မှာဆိုလို့ရှိရင်ပြောခံရသူလိုက်လေးမရှိပါဘူးပြောခံရသူကိုထည့်ချင်တော့ဒီချေရုကဒီလိုမျိုးပြောလို့ရပါတယ် She said hello to me သူငါ့ကို hello လို့ပြောခဲ့တယ်ဒါမျိုးလေးတွေသုံးလို့ရပါတယ်နောက်တစ်ခုကကျတော့ tell ပေါ့နော် tell ကကျတော့လေပြောသည်ပဲဒါပေမဲ့သူကတယောက်ယောက်ကိုပြောချင်တဲ့အခါမျိုးမှာသုံးတာဟုတ်ပြီ tell မှာကျတော့ listener ကိုပြန်ပြီးတော့ focus လုပ်တဲ့အတွက်ကြောင့်မလို့သူမှနားဟောင်နေသူပါပါမယ်ဟုတ်ပြီဒါဆိုလို့ရှိရင် example လေးကိုစကြည့်ကြမယ်နော် example ဆိုလို့ချင်းကွာ He told me the news သူငါ့ကိုသတင်းပြောပြခဲ့တယ်ဒါဆိုရင်တော့လွယ်လွယ်ကူကူလေးမှတ်လိုက်ကြမယ်နော်တခုခုကိုပြောချင်နေဆိုရင်တော့ say လေးကိုသုံးမယ်ဒါမှမဟုတ်လို့ချင်းတယောက်ယောက်ကိုကပြောပြချင်ရင်တော့ tell လေးကိုသုံးပါရှင့်